အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုကျုံပဲဖြစ်ပါတယ်World Cup 2026ပြိုင်ပွဲကြီးပြီးဆုံးသွားပါပြီဟုတ်အဲဒီမှာအခုကကျွန်တော်ထပ်တဲ့တန်းနဲ့ချန်ပီယံဖြစ်သွားတဲ့စပိန်သင်းเนาะ congratulation ပါခင်ဗျာဟုတ်ကဲ့ပါတကယ်ကောင်းပါတယ်เนาะပွဲချက်လက်တွေရရောကစားပုံရရောအများသောအသာစီးရပြီးတော့ဒါပထမဆုံးရရှိသွားပါတယ်အဲ့တော့ကျွန်တော်အာဆင်နယ်ပြည်သက်တယောက်အနေနဲ့ပေါ့နော်အာဆင်နယ်သမားဖြစ်တဲ့မရီနိုတို့ကျွန်တော်တို့ဆူပီမန်တီတို့နော်ပေါင်းကစားခဲ့ပြီးတော့ရရှိခဲ့တဲ့ကြောင့်ကျွန်တော်တို့ခုံယူရပါတယ်အာဆင်နယ်ပြည်သက်တယောက်အနေနဲ့ရောပဲကျွန်တော်စပိန်ပြည်သက်တယောက်အနေနဲ့ရောပဲဒါကျွန်တော်ကျင်းနေရပါတယ်နော်ကစားပုံလေးတွေတို့တစ်ဝဲလုံးစိုးမိုးပြီးတော့တိုင်းတစ်ခုဒီကစားသွားတာပေါ့လေနောက်အမှကျွန်တော်မက်ဆီပြည်သက်ပေါ့နော်မက်ဆီပြည်သက်တယောက်အနေနဲ့ဒါခုံယူပြီးပါတယ်နော်မက်ဆီလိုမျိုးအသက်39နှစ်အရွယ်ကစားသမားတယောက်ကဒီလိုမျိုးလူငယ်နေရှင်ပိုင်းနဲ့ပွဲမှာသူတို့ဒါအကောင်းဆုံးကြိုးစားခဲ့ပါပါတယ်သူတို့ဖြင့်နိုင်ချင်းချိန်ပေါ်မှာသူတို့တကူ0နိုင်ချင်းချိန်ပေါ်မဟုတ် sorry ပါကျွန်တော်တို့ဒါအချိန်ပေါ်ပေါ့နော်ချိန်ပေါ်ပထမပိုင်း15မိနစ်ပြီးတွေ့ရမယ်15အစမှာထင်မှတ်ပဲနဲ့စပိန်သင်းဦးဆောင်ကိုခွင့်ပြုလိုက်ရတယ်အဲ့တော့ဘယ်မှာသူတို့ပြန်ပြီးတော့အချိန်တင်တိုက်စစ်ပြီးကစားပါတယ်အဲ့အချိန်မှာဒါမှစီရဲ့ဖြတ်တင်ဘော်တွေသူရဲ့ကြိုးစားထုတ်မှုကြီးနော်တနင်္ဂနွေကြိုးစားခဲ့ပါတယ်တသင်းလုံးလည်းကြိုးစားခဲ့ပါတယ်အဲ့တော့ဒါပွဲအလှည့်ပြောင်းတော့အဓိကတော့ဒါအဆိုဖာနက်တက်ပေါ့အာဂျင်တီးနားရဲ့စစ်မှုအဆိုဖာနက်တက်မိနစ်90ပြည့်ကနေချင်းတစ်ခုမှာနောက်ဝတနီနဲ့ထုတ်ပယ်ခံလိုက်ရပါတယ်အဲ့ရရင်စားပြီးတော့ဒါအသင်းချီစွမ်းတိတ်ပြီးတော့ဗောနော်လွှမ်းမိုးမှုရှိနေတဲ့အချိန်မှာဒါတယောက်ထုတ်ခံလိုက်ရတဲ့ကြောင့်တော်တော်လေးအာဂျင်တီးနားနဲ့ခက်ခဲသွားပါတယ်ဥဆောင်ကိုခွင့်ပြုလိုက်တဲ့အချိန်မှာပို့ပြီးခက်ခဲခဲ့ပါတယ်အဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒါအာဆင်နယ်ပြည်သက်ကြောင့်နေလေကိုအာဆင်နယ်အသင်းသားတွေပါတဲ့အသင်းဖလာရတဲ့ကြောင့်မလို့ဝမ်းသာပါတယ်ကိုယူပါတယ်ဟုတ်တကယ်အောင်မြင်ရရှိခဲ့စပိန်သင်းကိုလည်း congratulation ပါကျွန်တော်ရဲ့ဒါတကယ်အချိုက်ဆုံးကစားသမားဖြစ်တဲ့လီယိုနယ်မက်ဆီနော်သူ့ကိုလည်းတကယ် congratulation ပါဒုတိယဆုံးရရှိခဲ့တယ်ဆိုပေမဲ့နော်ကောင်းကြိုးစားခဲ့ပါတယ်နှစ်ကြိမ်သက်တိုက်ဖက်တူဘက်ပေါ့နော်ချန်ပီယံဖြစ်မဲ့အခွင့်အရေးလွှတ်ချခဲ့ဆိုပေမဲ့လည်းသူတို့အကောင်းဆုံးကြိုးစားခဲ့ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီ final ပွဲနဲ့ပတ်သက်ပြီးတော့ကြည့်ရတာတကယ်ကျေနပ်ပါတယ်အားလုံးဒါကျေးဇူးတင်ပါတယ်လာမယ့်ရသည့်အစမှာအာဆင်နယ်ရဲ့ပုံကောင်းတဲ့ပုံစံလေးနဲ့နော်ပြန်ပြီးတော့တွေ့ပါမယ်ကြားထဲမှာလည်းတွေ့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေ